မျိုးသမီးတယောက်အချိန်အကြာကြီးလိမ်မှုကိစ္စနဲ့ဝေးကွာနေတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာမှာထူခြားတဲ့ပြောင်းလဲမှုတွေရှိလာနိုင်သလားအပြင်ပန်းကြီးုံနဲ့ဒါကိုအကဲခတ်လို့ရနိုင်ပါမလားဒီလက္ခဏာတွေကတချို့ဆိုအများမသိတာပေမဲ့နက်နက်ရှိုင်းရှိုင်းကြည့်ရဲ့အန်အောစရာကောင်းလောက်အောင်ထင်ရှားနေတယ်ဆိုတာသိရှိရမယ်လို့ကျွန်မယုံကြည်ပါတယ်ဒီနေ့မှာတော့အမျိုးသားတွေသိကျင်နေကြတဲ့ဒီလျှို့ဝှက်ချက်လေးတွေကိုတိပံနီးကြကြနဲ့ပွင့်ပွင့်လင်းလင်းပြောပြပေးသွားမှာပါရှင်အမျိုးသမီးတစ်ယောက်ဟာအချစ်ရည်ဒါမှမဟုတ်ရင်းနှီးပတ်သက်မှုတွေနဲ့အချိန်အကြာကြီးဝေးကွာနေတဲ့အခါပထမဆုံးသိတာလာတာကတော့စိတ်ဖိစီးမှု stress ပါပဲကျမတို့လိင်စိတ်ဆန်တဲ့အခါခန္ဓာကိုယ်ကနေစိတ်ပျော်ရွှင်စေတဲ့ oxytocin နဲ့ endorphins လိုဟော်မုန်းတွေကိုထုတ်ပေးပါတယ်အဲ့ဒီဟော်မုန်းတွေမရှိတော့တဲ့အခါစိတ်တိုးလွယ်တာအသေးအဖွဲကိစ္စလေးတွေနဲ့စိတ်မရှင်တာမျိုးတွေဖြစ်လာတတ်ပါတယ်ဒုတိယအချက်ကတော့အိတ်ဆက်ခြင်းပါလိမ်မှုကိစ္စဟာခန္ဓာကိုယ်ကိုတဘာဝအတိုင်းအနားရစေပြီးကောင်းကောင်းအိပ်ပျော်စေတဲ့ prolactin ဟော်မုန်းကိုထွက်စေပါတယ်။ဒါကြောင့်အချိန်အကြာကြီးဒီကိစ္စနဲ့ဝေးကွာနေလေအမျိုးသမီးတစ်ယောက်ဟာအရင်ကထက်အိပ်မပျော်တာဒါမှမဟုတ်အိပ်ရေးမဝတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။နောက်တစ်ခုကတော့အသားအရည်နဲ့ရုပ်ပိုင်းဆိုင်ရာတောက်ပမှုပါ။ချစ်တဲ့နီးနောက်တဲ့အခါသွေးလည်ပတ်မှုကောင်းမွန်လို့အသားအရည်ကိုကြည်လင်းစေပါတယ်။အချိန်အကြာကြီးဝဲကွာနေတဲ့အခါအသားအရည်ဟာအရင်လောက်မဆိုပြီးတော့ပဲအနှဲငယ်ညှိုးနွမ်းတယ်လို့ခံစားရနိုင်ပါတယ်။ဒါပေမဲ့ဒါဟာလူတိုင်းမှာတော့မတူညီနိုင်ပါဘူး။ဒီနေရာမှာအမျိုးသားအများစုအထင်မှားနေတဲ့အချက်တစ်ခုကိုပြောပြခြင်းပါတယ်။အဲ့ဒါကတော့အချိန်အကြာကြီးမဆက်ဆံရင်မိမကိုပိုကျင်းထွားတယ်ဆိုတဲ့အယူအဆပါ။ဒါဟာလုံးဝအမှားကြီးပါရှင်။အမျိုးသမီးတွေရဲ့ကြွသားဟာကြုံနိုင်ဆက်နိုင်စွမ်းရှိတာကြောင့်အချိန်ဘလောက်ကြာမလောက်ဖဲနေနေသူ့ရဲ့ပင်ကိုအနေထားကပြောင်းလဲသွားမှာမဟုတ်ပါဘူး။နောက်ဆုံးအနေနဲ့ကိုကန်အားစနစ်ပါပုံမှန်လိင်ဆက်ဆံမှုရှိတဲ့အမျိုးသမီးတွေဟာယောဂဘိုးမွားတွေကိုတိုက်ဖြတ်နိုင်တဲ့ကိုကန်အားပိုကောင်းတတ်ကြပါတယ်အချိန်အကြာကြီးဝေးကွာနေတဲ့အခါမှာတော့ဖျားနာလွယ်တာဒါမှမဟုတ်ခန္ဓာကိုယ်ကအားနည်းတယ်လို့ခံစားရတာမျိုးတွေရှိတတ်ပါတယ်အမျိုးသမီးတစ်ယောက်ရဲ့အပြောင်းလဲကိုသိဖို့ဆိုတာအပေါ်ယံကြည့်ုံနဲ့မလုံလောက်ပါဘူးသူမရဲ့စိတ်ခံစားချက်အပြုအမူနဲ့ပေါင်းသင်းဆက်ဆံရေးတွေကိုတေချာလေ့လာမှသာသိနိုင်မှာပါအခုပြောပြခဲ့တဲ့အချက်တွေကတော့ဗဟုသုတအဖြစ်လေ့လာနိုင်ဖို့ပဲဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။